ကယ်ဒမီပေးပွဲအတွက်ခမ်းမတွေရောက်နေချိန်မှာမောင်ရင်ဖြစ်သူတည်ဆုံးသွားတဲ့သတင်းကိုဝမ်းနည်းဖွယ်ရာကြုံတွေ့ခဲ့ရတဲ့တရုတ်ဆောင်ဖွေးဖွေးမင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကဖေဖော်ဝါရီလ9ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့2025ခုနှစ်အတွက်အကယ်ဒမီဆုချီးမြှင့်ပွဲအခမ်းအနားရဲ့ခမ်းနားထေဝါမှုတွေကြားထဲမှာအနုပညာရှင်တွေအားလုံးပျော်ရွှင်နေကြချိန်မှာတရုတ်ဆောင်ဖွေးဖွေးအတွက်တော့ဘလို့မှမမျှော်လင့်ထားတဲ့ကြေကွဲဖွယ်ရာသတင်းဆိုးကြီးကရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့အကယ်ဒမီပွဲတက်ရောက်နေစမှာပဲသူမရဲ့တဦးတည်းသောမောင်လေးဖြစ်သူရုတ်တရက်နှလုံးအမောဖောက်ကကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။မယုံနိုင်စရာတိုက်ဆိုင်မှုဖြစ်ပြီးအလားပဆုံးပြင်ဆင်ပြီးအကယ်ဒမီပေးပွဲညကိုဖျက်ဆီးနေချိန်မှာအိမ်ကနေဒီလိုသတင်းဆိုးကြားလိုက်ရတဲ့အတွက်တရုတ်ဆောင်ဖွေးဖွေးအတွက်တော့ရင်ကျိုးယုံတင်မကပဲကဘာပြတ်တလို့ခန်းစားချက်မျိုးဖြစ်စီခဲ့တာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ဖွေးဖွေးတို့မိသားစုဝင်၄ယောက်ထဲမှာဖခင်ဖြစ်သူကွယ်လွန်ထားတာမကြသေးခင်အချိန်မှာပဲအခုလိုမောင်ဖြစ်သူကိုပါထပ်မံဆုံးရှုံးလိုက်ရတာကြောင့်တရုတ်ဆောင်ဖွေးဖွေးအတွက်တော့မိသားစုဝင်တယောက်ပြီးတယောက်ယုံနေသွားခဲ့တာလည်းဖြစ်ပါတယ်။ပွဲတက်နေရင်နဲ့ဒီသတင်းကိုကြားချင်းမှာပဲတရုတ်ဆောင်ဖွေးဖွေးတယောက်ပွဲကနေချက်ချင်းပြန်သွားခဲ့ရသလိုသူမကိုချစ်ခင်ကြတဲ့ပရိသတ်တွေနဲ့အနုပညာရှင်တွေအားလုံးကလည်းဒီလိုအချိန်မျိုးမှာဖြစ်ရလေခြင်းဆိုပြီးထပ်တူထပ်မျှဝန်းနေကြောင်းပြောဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ဖွေးဖွေးကတော့အကယ်ဒမီပေးပွဲကိုမိခင်ဖြစ်သူနဲ့အတူတက်ရောက်လာခဲ့တာဖြစ်ပြီးအိမ်မှာမောင်လေးတယောက်တည်းကြံနေခဲ့တဲ့အချိန်အခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။မိသားစုဝင်တွေတယောက်ပြီးတယောက်ဆုံးရှုံးခဲ့ရတဲ့အပေါ်တရုတ်ဆောင်ဖွေးဖွေးကချစ်ရတဲ့ဖေဖေကမောင်လေးကလောကကြီးကနေအပီးတိုင်ထွက်ခွာသွားခဲ့ကြပြီဟုဆိုကဝမ်းနည်းစွာနဲ့ဖော်ပြထားတာလည်းဖြစ်ပါတယ်။အကယ်ဒမီပေးပွဲနေ့မှာတိုက်တိုက်ဆိုင်ဆိုင်ကွယ်လွန်သွားခဲ့ရတဲ့တရုတ်ဆောင်ဖွေးဖွေးရဲ့မောင်လေးအတွက်လည်းပရိသတ်ကြီးကကောင်းရမွန်ရဘဝကိုရောက်ရှိစေဖို့အတွက်ဆုတောင်းပေးခဲ့ကြပါအောင်ရှင်။